ရုပ်ရှင်တွေမှာယဟန်နဲ့ပတ်သက်ပြီးဟာတလေးတွေထည့်ပြီးတော့ရိုက်ကြတယ်ဗျ။အဲ့ဒါကိုရဲမိတာရှိရင်ဘလို့အဖြစ်မျိုးဖြစ်နိုင်မလဲရှင်ဗျ။ အဲ့ဒါတော့မကောင်းဘူးတနေ့လည်းအဲ့ဒါစားလဲရေးရမယ်ဟောလဲဟောအောင်ပဲကိစ္စသူကဖျားတရားတန်ခါနဲ့ပတ်သက်လာရင်လုံးဝရည်စရာမလုပ်ရအောင်တလားအပြစ်ကြီးတယ်ဖျားတားထားတယ်လေအဲ့ဒါသူကဗုဒ္ဓံဝါဓမ္မံဝါသံဃံဝါအာရပတဘောနာကတဘောဆိုတာဖျားဟောတာရှိတယ်နော်ဖျားနဲ့ပတ်သက်လာရင်ဘယ်တော့မှဟာတာမလုပ်အောင်အဲ့ဒါ online ပေါ်မှာလည်းနောက်ပိုင်းတွေ့လာတာကြီးကာတွန်းနေပါလေဆွဲကြတာတွေ့တယ်မလုပ်ရဘူးလေဗုဒ္ဓနဲ့ပတ်သက်လာရင်သံဃာနဲ့ပတ်သက်လာရင်ရည်စရာမလုပ်အောင်မလုပ်ကောင်းမှုဒါကနော်သံဃာဖျားတရားသံဃာဆိုတာယတနာထိုက်တယ်လေယတနာထိုက်တဲ့ယတနာ၃ပါးကိုယတနာနဲ့တူအောင်ထားမှာအဲ့တော့ရည်စရာအနေနဲ့ဟာတာတွေအနေနဲ့မလုပ်အောင်ကာတွန်းအနေပဲဖြစ်စေခုနကလိုဒီရုပ်ရှင်တွေမှာဖြစ်စေပေါ့နော်အဲ့လိုဟာတာအနေနဲ့မလုပ်သင့်ဘူးအဲ့တော့ရုပ်ရှင်တွေမှာထည့်ရိုက်မယ်ဆိုရင်တော့ကြီးညိုစရာကောင်းတဲ့ပုံစံမျိုးပဲရိုက်တင်တယ်ပေါ့နော်တန်ခါဆိုတာကြီးညိုစရာကောင်းတယ်ဘုရားဆိုတာကြီးညိုဒီလိုပဲရိုက်တင်တာအဲ့တော့ရည်စရာအနေနဲ့မလုပ်တင်ဘူးဒါတွေကဦးဇင်းတို့စက်ညင်တဲ့ကိစ္စတားမြစ်တဲ့ကိစ္စတွေဖြစ်ပါတယ်နော်